အခုလဲကျွန်တော်တို့ကြီးမားတဲ့ကောင်းကြီးမင်္ဂလာကတင်းကိုမျက်မှောက်တော်ထဲကနေစောင့်ကြိုနေစေပထမဆုံးအနေနဲ့အမှုတော်ဆောင်သားသမီးတွေရှင်တစ်ချက်လောက်ကျွန်တော်ညာဖက်လက်လေးထောင်ပေးပါအမှုတော်ဆောင်သားသမီးတွေရှိတဲ့နေရာကနေခဏလေးမတ်တက်ပေးပါအမှုတော်ဆောင်သားသမီးတွေတင်းတို့ကိုဖျားခင်က generation alike သူ့ရဲ့နိုင်ငံတော်ကိုကျယ်ပြန့်ဖို့ရန်အတွက်ရွေးချယ်တော်သူတွေဖြစ်တယ်မှုတော်ဆောင်သားသမီးတွေကျွန်တော်ကိုယ်၌ပင်လေမှုတော်ဆောင်သားသမီးဖြစ်တယ်အမှုတော်မြစ်ထဲမှာမပါဝင်နိုင်ဖို့မပြောနဲ့ယေရှုကိုယုံကြည်လက်ခံဖို့တောင်မှစာတန်မာနကဖြစ်စီခြင်းမြောက်များစွာခံခဲ့ရတဲ့သူဖြစ်တယ် generation alike မျိုးရိုးစင်ဆက် alike ကျွန်တော်တို့ရဲ့အမှုတော်မြစ်ထဲမှာပါဝင်ဖို့စာတန်အကြောက်ဆုံးဖြစ်တယ်ဒါပေမဲ့သင်ကအဲ့ဒီဖျားရဲ့ရွေးချယ်ခြင်းကိုခံရတော်သူဖြစ်တဲ့အတွက်စာတန်ဘလောက်ပဲသင်ကိုဖျက်ဆီးဖို့လုပ်နေပါစေဒီနေ့စာတန်ဖျက်ဆီးခြင်းတဲ့အမှုတော်ဆောင်ရဲ့သားသမီးတွေလွတ်မြောက်တော်နေဖြစ်တယ် generation လိုက်အမှုတော်ဆောင်မဲ့သူတွေဖြစ်တယ်တိုင်းနိုင်ငံအတွက်ကောင်းချီးမင်္ဂလာကိုတည်ဆောင်မဲ့သူတွေဖြစ်ကြောင်းယေရှုနာမ၌ဒီနေ့ကနေ prophet ပြုလက်တဲ့အတွက်ကျင့်ကြပါတယ်လက်ခေါက်တီးပြီးတော့ဘုရားရှင်ကိုအားရပါရချီးမွမ်းရအောင်တန်ထိုင်ပေးပါယေရှုတင်တယ်နောက်ဘုရားရဲ့အမှုတော်ကိုထမ်းဆောင်ဖို့ရန်အတွက်စိတ်ဆုံးဖြတ်ချက်ချပြီးတော်သူများဒါမှမဟုတ်အခုပင်လေငါဟာဘုရားရဲ့အမှုတော်မြတ်ထဲမှာတောင်းတနေရာမှာပါဝင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ရှိတဲ့သူများကျမ်းစာကြောင်းတက်နေတဲ့လူများရှိခဲ့လို့ရှင်လက်ရှိတဲ့နေရာကနေခဏလေးမတက်ပေးပါနှုတ်ကပတ်တော်တစ်ခုကျွန်တော်ဖတ်ချင်တယ်ယေရမိအခန်းကြီး1ခန်းငယ်၄ကနေထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီသို့ရောက်၍မိန့်တော်မူသည်ကားတင်းကိုအမိဝမ်းထဲ၌ငါမဖန်ဆင်းမီတင်းကိုငါသိ၏မဖွားမီပင်တင်းကိုငါတန်ရှင်းစေလူအမျိုးမျိုးတို့အဖို့ prophet အရာ၌ခံထားပြီးဟုမိန့်တော်မူ၏ငါကလည်းအိုရှင်ထာဝရဘုရားအကျွန်ုပ်သည်မဟောမပြောတတ်ပါတငယ်ဖြစ်ပါ၏ဟုရှောက်လင်ထာဝရဘုရားကအကျွန်ုပ်သည်တငယ်ဖြစ်ပါ၏ဟုမပြောနဲ့အချင်းရှိရာတို့တင်းကိုငါစီလို့၏ထိုသူရှိရာတို့တင်သွားရမည်အချင်းစကားကိုငါမာထား၏ထိုစကားကိုတင်ဆင့်ဆိုရမည်သူတို့ကိုမကြောက်နဲ့တင်းကိုကဲနှုတ်ခြင်းငါတင်နဲ့အတူငါရှိသည်ဟုမိန်တော်မူပြီးမှလက်တော်ကိုဆန့်၍ငါနှုတ်ကိုတိုးလျက်သူတင်းဤနှုတ်၌ငါစကားကိုတွင်ထားပြီကြည့်ရှုလို့တင်းဒီနှုတ်ပဲဖြိုချဖြစ်စီမောက်လဲရတော့အခွင့်ဒီဆောက်ဆိုင်ပြိုးရတော့ခွင့်နဲ့တင်းကိုလူအမျိုးမျိုးတို့ဤတိုင်းနိုင်ငံအပေါ်မှာယနေ့ငါခံထားပြီဟုမိန်တော်မူ၏ဒီနှုတ်ကပတ်တော်တဲ့အတွက်ဖြစ်တယ်ဟာလေလုယာတဲ့အတွက်ဖြစ်တယ်ဟာလေလုယာတဲ့အတွက်ဖြစ်တယ်ဟာလေလုယာဟေးဒီနေ့အမှုတော်မြတ်ထဲမှာထမ်းဆောင်ဖို့ရန်အတွက်အမှုတော်ဆောင်ရဲ့သားသမီးတွေဒီနေ့ဘုရားရဲ့အမှုတော်မြတ်ထဲမှာပါဝင်ဖို့ရန်အတွက်ဓမ္မပညာကိုစီးပူးနေတဲ့သူတွေဒီနေ့အမှုတော်မြတ်အတွက်ပါဝင်ဖို့ရန်အတွက်စက္ကန့်နေတဲ့သူတွေတင်တို့ကိုစိတ်ဓာတ်ချစေတော့ရတယ်တင်တို့ကိုစိတ်ပြည့်စေတော့ရတယ်ကိုတင်တို့ကမောက်လံဖြည့်စီရတဲ့အခွင့်နှုတ်ကပတ်တော်ကိုဘုရားကပေးထားပြီးသားဖြစ်တယ်ဟာလေလုယာမြတ်မာပြည်ရဲ့အာမင်္ဂလာကိုဖြိုခွဲမဲ့သူဟာတင်ဖြစ်တယ်ဟာလေလုယာလေတူတိကိုတဲ့ဆောင်းမဲ့သူဟာတင်ဖြစ်တယ်မြတ်မာပြည်ကိုကောင်းချီးဖြစ်စေမဲ့သူဟာတင်ဖြစ်တယ်ဒီချိန်ဟာတင်ရဲ့ချိန်ဖြစ်တယ်ဒီချိန်ဟာတင်ရဲ့ချိန်ဖြစ်နေပြီဒီနောက်ဆုံးသောကာလကိုဘုရားကတင်လက်ထဲမှာပေးထားတာဖြစ်တယ်ဟာလေလုယာပြောပေါင်းငါချိန်ဖြစ်တယ်ကျဲကျဲလေးပြောပေါင်းငါချိန်ဖြစ်တယ်လက်ခေါက်တီးပြီးတော့ဘုရားရှိခိုးအားရပါရချီးမွမ်းပါပြန်ထိုင်လို့ရပါပြီဟာလေလုယာဒီချိန်ဒီကာလကကျွန်တော်တို့ညင်ရမယ့်ချိန်မဟုတ်ဘဲနဲ့ကျွန်တော်တို့ပို့ပြီးတော့ချီးမွမ်းရမယ့်ချိန်ကျွန်တော်တို့ပို့ပြီးတော့တောက်လောင်ရမယ့်ချိန်ကျွန်တော်တို့ပို့ပြီးတော့ကြမ်းရမယ့်ချိန်ဖြစ်တယ်ဘေးမှာရှိတဲ့ငယ်ချင်းကိုပြောပါငါပို့ကြမ်းရမယ့်ချိန်ရောက်နေပြီဟာလေလုယာဟာလေလုယာဟာလေလုယာအာမင်ယေရမိခုနကျွန်တော်ဖတ်သွားတယ်သူကိုဖျားက prophet ဖြစ်ခွဲခတ်မှတ်သားပြီးတော့သူကိုပြောတဲ့အခါမှာသူပြောတယ်ကျွန်တော်ကငယ်သေးတယ်ဖျားသခင်ကသူကို prophet ကြီးအဖြစ်ခတ်ဖို့ရန်ပြောတဲ့ချိန်မှာသူကငယ်သေးတယ်ကျမ်းသက်ပုဂ္ဂိုလ်တွေကဘာပြောလဲဆိုအဲ့ဒီအချိန်မှာတဲ့ယေရမိရဲ့အသက်10ကျော်တက်မို့20ကျော်လောက်ပဲဖြစ်လိမ့်မယ်
သူရှိတ်မှာရှိတဲ့ prophet တွေတော်တော်များများက40 50ကြားမှာရှိတဲ့လူတွေကိုဘုရားကသုံးတဲ့အခါမှာသူကိုသူကမစိတ်ချသူကိုသူ prophet ဖြစ်နိုင်မယ်သူအားဖြင့်သူလူမျိုးတွေကောင်းချီးဖြစ်နိုင်မယ်ဘုရားစကားသူစီကနေထွက်နိုင်မယ်ဆိုတာ तू မယုံကြည်ခဲ့ဘူးဒါပေမဲ့နှုတ်ကပတ်တော်ကဘုရားခင်ကသူ့ကိုဘာပြောလဲထာဝရဘုရားကအကျွန်ုပ်ဒီတငယ်ဖြစ်ပါဘူးမပြောနဲ့တဲ့အချင်းရှိရာတို့တင်းကိုငါစီလို့ဤထိုသူရှိရာတို့တင်းသွားရမည်အချင်းစကားကိုငါမာထားဤထိုစကားကိုတင်းဆင့်ဆိုရမည်ဒီနေ့ဖရားရဲ့အမှုတော်မြတ်မှာပါဝင်ဖို့ရန်အတွက်ကျွန်တော်စက္ကန့်နေတဲ့လူငယ်များကျွန်တော်အားပေးခြင်းတယ်တင်ပါပြောရမလဲတင်ပါလုပ်ရမလဲဘယ်လိုအချိန်မှာဘယ်လိုသွားရမလဲဘယ်လိုဟောရမလဲဆိုတာဖရားကတင်အထဲမှာအခုပင်လေထဲထားပြီးသားဖြစ်တယ်စာတန်နိုင်ငံကိုဖြိုဖျက်မဲ့သူဟာတင်ဖြစ်တယ်တင်နှုတ်ရှာပါစတဲ့မှာဖျားကအခွင့်အာဏာတကောထက်ထားပြီးသားဖြစ်တယ်တင်စဝေခံတဲ့ချိန်မှာစာတန်မနာနိုင်ငံဟာပြိုပြက်သွားမှာဖြစ်တယ်ခရစ်တော်နိုင်ငံသားရွေးချယ်ပြန်ဖို့ရန်အတွက်ဒီနေ့မြန်မာပြည်မှာတင်တဲ့ကျွန်တော်ကိုဖျားကလူဖြစ်စေတယ်မွေးဖွားစေတယ်ရွေးချယ်ထားတဲ့ generation ဟာဒီနေ့ကျွန်တော်တို့ဒီနေရာမှာရှိနေတာဖြစ်တယ်မြစ်ကြီးနားမြို့တစ်ခုပဲမဟုတ်တင်အတင်းတော်တစ်ခုတည်းမဟုတ်ဘူးမြန်မာတနိုင်ငံလုံးရဲ့လေထုကိုပြောင်းလဲစေမဲ့သူဟာတင်ဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာကျွန်တော်အမှုတော်ဆောင်မိသားစုတဲကနေကြီးလာတယ်အမှုတော်ဆောင်မိသားစုရဲ့အခြေအနေကိုကောင်းကောင်းနားလည်တဲ့လူတစ်ယောက်ပါအမှုတော်လုံးဝမဆောင်ချင်ဘူးဘာလို့လဲအမှုတော်ဆောင်မိသားစုရဲ့ခက်ခဲခြင်းတွေအကုန်ကျွန်တော်ကောင်းကောင်းနားလဲကြောင်းတက်တဲ့ကိုကြောင်းတက်တဲ့ချိန်မှာသူများတွေဝက်စားကောင်းဝက်တဲ့အချိန်မှာကိုကဝက်စားကောင်းမဝက်ရဘူးဘာလို့လဲလဆာမလောက်ဘူးလေလဆာမထုတ်ခင်အကျွေးကရှိနေပြီးသားအကျွေးဆိုတာခဏခဏကြားရလုံးဝအမှုတော်မဆောင်ချင်ဘူးတဖြည်းဖြည်းနဲ့တက်ကြီးလာတဲ့တဲ့ရရလာတဲ့ခါမှာကျောင်းတက္ကသိုလ်ကျောင်းသားတွေတက်တက္ကသိုလ်ကျောင်းတွေတက်တဲ့ခါမှာစာတန်ကကျွန်တော်တို့ကို generation alike အမှုတော်ဆောင်ဖို့ရန်အတွက်အရန်ကြောက်တာဖြစ်တယ်စာတန်ကကျွန်တော်တို့ရဲ့မိသားစုလိုက်ကျွန်တော်တို့သားစင်မြေးဆက်ကအမှုတော်မြတ်ထဲမှာပါဝင်ဖို့စာတန်အရန်ကြောက်တာဖြစ်တယ်ဘယ်လောက်ပဲသူကကျွန်တော်ကိုဖျက်ဆီးဖို့လုပ်နေပေမဲ့ဘယ်လောက်ပဲသူကကျွန်တော်ကိုခိုးမဲ့တတ်မဲ့ဖျက်ဆီးမဲ့သူအလုပ်ထဲမှာကျွန်တော်ကိုဘယ်လောက်ပဲလုပ်နေပါစေဟုတ်တယ်ခဏတော့ကျွန်တော်သူ့ရဲ့လှုပ်ဆောင်ခြင်းအောက်မှာအသက်ရှင်ခဲ့စာတမန်ကဖျက်ဆီးတယ်ခိုးယူတယ်ကျွန်တော်အထဲမှာဝမ်းမြောက်ခြင်းတွေမရှိဘူးအမြဲတမ်းအားငယ်တယ်အမြဲတမ်းတတိရှိမလို့နဲ့အမြဲတမ်းတိမ်ငယ်တယ်မနစ်ပြန်ကိုစဉ်းစားလိုက်တိုင်းမှာအမြဲတမ်းစိုးရိမ်ပူပန်ခြင်းနဲ့ပြည့်နေတယ်အမှုတော်ဆောင်မိသားစုထဲမှာရှိနေခြင်းကိုလုံးဝကိုမချင်တတ်ဘူးကိုအပေါင်းအသင်းတွေနဲ့အမြဲတမ်းနိုင်ရှင်ကြည့်တယ်ငါဒီအမှုတော်ဆောင်မိသားစုထဲကနေမကြီးပြင်းဘူးဆိုဘယ်လောက်တောင်ငါကောင်းချီးခံစားရမလဲငါဖေများစီးပွားရေးတမဖြစ်လိုက်ရင်ငါစီးချင်တဲ့ဆိုင်ကယ်တွေငါစီးလို့ရအခုတော့စူပါကပ်တစီးတောင်အဖေနဲ့အလဲကျစီးရတဲ့ဘဝသူကနောက်ကြည့်မှအဲ့ဒီစူပါကပ်တရုတ်စူပါကပ်တောင်မှတရုတ်စူပါကပ်အဲ့ဒီဆိုင်ကယ်တောင်နောက်ကြည့်မှတွေချင်းတောင်းတွေဒုကာတွေနဲ့ဆိုကျွန်တော်ကြောင်းတက်တဲ့ခါမှာအဲ့ဒါတွေအကုန်ဖြုတ်ပြီးမှကျွန်တော်စီးတာအဖေကမနစ်9 နာရီခွဲလောက်မှထပြီးတော့သွားစရာရှိတာသွားပြီးတော့9 နာရီခွဲလောက်မှဆိုင်ကယ်ကိုအိမ်ရှိမှထားအဲ့ဒါကိုကျွန်တော်ကချင်းတောင်းတွေပြန်ဖြုတ်ကြောင်းမသွားခင်ဆရာတွေကချင်းတောင်းတွေဖြုတ်ပြီးလာခဲ့ပါလို့မာတာတော့မဟုတ်ဘူးကိုယ့်အနေကိုချင်းတောင်းတွေဖြုတ်နောက်ကြည့်မှန်တွေဖြုတ်ဒုကာတွေဖြုတ်ပြီးမှကြောင်းသွားအိမ်ရောက်တော့ညကြတော့အဖေကအဲ့ဒါတွေပြန်တတ်နောက်တနေ့သူကမနဲ့အစောကြီးအဲ့လိုပဲသွားစရာရှိတာသွားပြီးအိမ်ပြန်ရောက်တဲ့အခါမှာကျွန်တော်ပြန်ဖြုတ်တပတ်လောက်ကြာတော့ကျွန်တော်အဖေကအရှုံးပေးတယ်သူပြန်မတတ်တော့အဲ့ဒီအခြေအနေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဆိုင်ကယ်တောင်မှတစီးပဲရှိပြီးတော့ကျွန်တော်ကိုစာတန်ကလည်းအမြဲတမ်းဒီဟာတွေနဲ့လဲ့ပြတယ်မင်းတွေ့လားအဲ့ဒီအမှုတော်ဆောင်မိသားစုထဲမှာမင်းရှိနေလို့ဒါမျိုးတွေမလုပ်နိုင်တာဒါမျိုးတွေမင်းမရနိုင်တာဒါမျိုးတွေမင်းမဝတ်နိုင်တာလူငယ်ဖြစ်တဲ့အတွက်ကြောင့်လူငယ်ချိန်မှာလိုအပ်တဲ့အရာတွေအကုန်လုံးမင်းဆုံးရှုံးနေတာဒီအမှုတော်ဆောင်တွေထဲမှာမင်းကြီးလို့နေအဖေကစင်ပေါ်မှာဘယ်လောက်ပဲဟောကျွဲဝချင်းတွေကောင်းစားချင်းတွေကျမ်းမာချင်းတွေဟောမင်းတို့မိသားစုအခြေအနေကိုမင်းကြည့်စမ်းမင်းကြည့်နတ်လား
ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကျွန်တော်တို့ရဲ့မိသားစုရဲ့ဝင်ငွေကိုစာတန်ကချိခိုင်းတယ်ကျွန်တော်တို့မိသားစုရဲ့ဆင်းရဲခြင်းကျွန်တော်တို့မိသားစုရဲ့အစင်မပြေခြင်းကိုပဲအမြဲတမ်းသူကကျွန်တော်အထဲမှာဖွင့်ပြဒီအရာကိုကျွန်တော်ကြည်တိုင်းအိမ်ပြန်ဖို့အယံဝင်လေတဲ့အိမ်မပြန်ခြင်းဘူးမရှိခြင်းတွေတဲကနေအဲ့ဒီစာတန်မနက်ကစားပြီးတော့ကျွန်တော်ကိုစိတ်ဓာတ်ကြအောင်အားငယ်အောင်အမျိုးမျိုးလုပ်တယ်သူကျုံနဲ့ပြောရင်ကျွန်တော်ဖေကိုကျွန်တော်ပြောတယ်2009မှာကျွန်တော်အမေကခေါ်ရမှုချင်းခံတယ်ဆုံးသွားတဲ့အခါမှာ2009အမေကကျွန်တော်မပြောင်းလဲခင်ကတဲ့ကငယ်ကတဲ့ကသူ့ရဲ့ဘုရားရဲ့အမှုတော်မြတ်အတွက်ကျွန်တော်ကိုစက်ကတ်ထားတာစက်ကတ်ထားတော့သူကဆုတောင်းပေးတယ်အဖေလည်းဆုတောင်းပေးတယ်ပြီးတဲ့အခါမှာအမှုတော်ဆောင်တွေလာတိုင်းဥမာခုမြစ်ကြီးနားမြို့လိုမျိုးကျွန်တော်ရောက်လာတဲ့အခါမှာအမှုတော်ဆောင်တွေလာပြီးဆိုကျွန်တော်တို့အိမ်ကိုမနှင်းတဲ့အမှုတော်ဆောင်အဲ့ဒီခက်တော့မရှိတဲ့လောက်ပဲဆရာကြီးဆရာမုံတောင်တို့မန္တလေးပရတိတူဘုံကဆရာကြီးဆရာကမောင်တို့အကုန်လုံးကျွန်တော်တို့အိမ်မှာအမြဲတမ်းလာပြီးတော့ထမင်းစားတယ်ကျွန်တော်ကိုဆုတောင်းပေးတယ်ဒီကချင်းပြည်နယ်ကမျက်မမြင်၄ယောက်လာမှသူတချင်းဆိုရင်းနဲ့ gospel လာတာအဲ့ဒီလူတွေလည်းခေါ်မျက်မမြင်လဲလာဆုတောင်းပေးတာပဲဘာတော့လဲကျွန်တော်အမှုတော်ဆောင်ဖို့ပြောင်းလဲဖို့တွေ့တမြလာတမြအသင်းတော်မှာလာနင်းတမြဘာလူမျိုးမဆိုအမေကခေါ်ပြီးကျွန်တော်ဆုတောင်းခိုင်းကျမသားမှုတော်ဆောင်ဖို့ကျမသားပြောင်းလဲဖို့ဆုတောင်းပေးပါဘယ်လောက်တောင်းကျွန်တော်ခေါင်းထဲမှာတော့ငါဘယ်တော့မှမဆောင်ဘူးဒီမှာကျွန်တော်တို့ချေရတဲ့မာမီဒီမလက်ရှိတယ်သူကကျွန်တော်ရန်ကုန်ရောက်တဲ့ချိန်ပဲဖြစ်ဒီမြစ်ချင်းနာရောက်တဲ့ချိန်ပဲဖြစ်အမြဲတမ်းသူ့အိမ်မှာဘယ်သူမဆိုအမှုတော်ဆောင်တွေဆိုရင်အမြဲတမ်းဖိတ်ခေါ်ပြီးတော့ဆုတောင်းခိုင်းတယ်ဂျေဇုတော်ချီးမွမ်းခိုင်းတယ်ကျွန်တော်အမေလည်းအဲ့လိုပဲဒါပေမဲ့မိခင်တွေရဲ့ဆုတောင်းခြင်းဖခင်တွေရဲ့ဆုတောင်းခြင်းကဘယ်တော့မှအချင်းကြီးမဖြစ်ဘူးစာတန်ကတော့အဲ့ဒီဆုတောင်းချက်တွေမပြည့်အောင်အမျိုးမျိုးလှုပ်တော်ညာလဲအချိန်ရောက်လာတဲ့အခါမှာဆုတောင်းခြင်းကအယံတကိုးပါတယ်တင်မိခင်ရဲ့ဆုတောင်းခြင်းတင်ဖခင်ကတင်အတွက်ဆုတောင်းပေးခြင်းကအချိန်တန်တဲ့အခါမှာစာတန်နိုင်ငံပြိုကျသွားတာဖြစ်တယ်စာတန်ရဲ့အကြံစီတွေပြိုကျသွားတာဖြစ်တယ်ဒီနေရာမှာမိခင်တွေဖခင်တွေတချို့ရှိလိမ့်မယ်တင်သားသမီးတွေဒီနေရာမှာမရောက်နိုင်လို့တင်ဆုတောင်းတာနှစ်လပေါင်းများစွာကြာနေပြီဆိုစိတ်ဓာတ်မကြပါနဲ့ဖယားသခင်ကတင်ရဲ့ဆုတောင်းချက်ကိုအချိန်တန်တဲ့အခါမှာအပြေပေးပြီးတော့တင်ရဲ့မိသားစုတစုလုံးပြောင်းလဲပြီးတော့ယေရှုခရစ်တော်ကိုယုံကြည်တဲ့မိသားစုတွေဖြစ်လာလိမ့်မယ်ဆုတောင်းပေးတယ်ကျွန်တော်ညတွေတိတာပေါ့အယံမူပြီးပြန်တဲ့ညတွေဆိုမနေ့တနိုင်လောက်အမေကမအိတ်သေးဘူးကျွန်တော်စောင့်နေတယ်အေးရပေါ့ကျွန်တော်လဲပြီးအဲ့ဒီအချိန်မှာ तू ကခေါင်းကနေစပြီးတော့ကျွန်တော်ကိုဆုတောင်းပေးတယ်ကိုရောဤသားကိုကွဲကာပေးလို့အင်ကိုချမ်းမှာဆိုပို့ဆောင်ပေးလို့ယေရှုတင်တယ်ဤသားဟာကိုရောအတွက်ဖြစ်တယ်ကိုရောအတုံးပြုတ်ပေးပါညတိုင်းတညမဟုတ်ဘူးညတိုင်းဆုတောင်းပေးတယ်2009 April မှာအမေကဆုံးသွားတယ်မဆုံးခင်လေးမှာသူ့ကိုလူဆေးရုံမှာလာပြီးတော့လာကြည့်တဲ့လူနာလာကြည့်ပြီးတော့ဘယ်လိုပြောမလဲပတ်စံလာပေးကြတဲ့လူနာလာကြည့်ပြီးတော့ဆေးရုံလာတဲ့အားတွေအကုန်လုံးသူကအဲ့ဒီပတ်စံတွေကိုသူခေါင်းအုပ်ထဲမှာထားပြီးတော့ခေါင်းအောက်မှာကျွန်တော်တို့ရဲ့ senior pastor ဆရာကြီးဆရာကုံနန်းနဲ့ကျွန်တော်ဖေးစီမှာတနေ့တော့သူကပြောလဲဆိုအဲ့ဒီပတ်စံတွေအကုန်ယူပြီးတော့ဒီပတ်စံတွေကငါ့ကိုလူနာလာကြည့်တဲ့သူတွေပေးသွားတာအယံမောပြီးကျမစစ်အသက်မရှင်နိုင်တော့ဘူးတင်တယ်ဒါပေမဲ့ဒီကျမကိုကြည့်တဲ့ပတ်စံတွေအကုန်လုံးကိုအမှုတော်မြတ်အတွက်အသုံးပြုပေးပါဆိုပြီးကျွန်တော်တို့ရဲ့ senior pastor နဲ့ကျွန်တော်ဖခင်ကိုအကုန်အပ်ပေးတာဖြစ်တယ်အဲ့ဒါပြီး4ရက်ကြာမှအမေကဆုံးသွားတယ်ကျွန်တော်ပြောင်းလဲတာ तू မမြင်ခဲ့အမှုတော်ဆောင်တာမပြောနဲ့တလောက်ဖြစ်စေချင်တာတော့ပေမဲ့သူ့ရဲ့ဆုတောင်းချက်ကဘယ်လောက်တကိုးပါလဲဆိုဒီနေ့ကျွန်တော်တက်တည်ဖြစ်တယ်အချိန်တန်တဲ့ခါမှာပြောင်းလဲရုံမကဘူး तू ဆုတောင်းတဲ့အတိုင်းအမှုတော်မြတ်ထဲမှာဘုရားကပါဝင်ခွင့်ပေးတာဖြစ်တယ်အဲ့ဒီအမှုတော်မြတ်ထဲမှာစပါဝင်တဲ့အခါမှာကျွန်တော်အဖေကိုကျွန်တော်ပြောတယ်အဖေကျွန်တော်ချမ်းသာကြောင်းတက်ချင်တယ်အမှုတော်ဆောင်ချင်တယ်2010မှာကျွန်တော်စပြောင်းလဲတယ်ယေရှုခရစ်တော်ကိုကျွန်တော်ရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ကျွန်တော်ယုံကြည်လက်ခံခဲ့တယ်
second ပေါက်ကျွန်တော်ခဏခဏတက်တေခံခိုင်းတဲ့အရာရှိတယ်ကျွန်တော်ကမပြောင်းလဲခင်ကတည်းက worship leader မပြောင်းလဲခင်ကတည်းကကျွန်တော် worship ဦးဆောင်ပြီဒါတောင်လူတွေရန်ခွန်အားရဘာတွေရတယ်တော့ကျွန်တော်လည်းမသိဆက်တန်းတောင်းတဲ့အတူကျွန်တော်တို့ကလေးမျိုးမှာကွင်းလေဟာပြင်ကွင်းမှာ worship ဦးဆောင်ပြီးတော့ဒီလို state အနောက်မှာအကောင်းဆုံးအဲ့ဒီရက်ကွက်မှာအကောင်းဆုံးအရက်ကြိုတင်ပြင်ဆင်ထားတာနောက်မှာ worship ပြီးတာနဲ့ချစ်ချင်းစင်ပြီးတော့အဲ့ဒီအရက်ကိုတေချာတောက်ပြီးမှ altar call ခေါ်တဲ့ချိန် worship team တွေလာပါဆိုပြန်တက်ပြန်ဆိုရတမညာလာပြည့်တဲ့အကုန်လုံးပြဆိုင်မှာတဝိုင်းနဝိုင်းစသဖြင့်နိုင်တလောက်အကျွေးပါတင်ဒီလောက်ထိမကောင်းခဲ့တာကျွန်တော်ဘေးကပြောလဲဆိုအခုနေ့မေးမရှိမင်းကဒီလိုအမှုတော်မြစ်ထဲမှာငါပါဝင်နေတာတောင်မှအဲ့လောက်ထိမင်းဒီလိုတွားမယ်ဆိုငါအမှုတော်ဆောင်ဖို့တောင်နားချင်ပြီးငါသားရင်သူ့မှာဝင်ထုတ်ဝင်ပိုးတွေအများများတယ်လေကျွန်တော်ညီမအမေဆုံးတဲ့အချိန်မှာကျွန်တော်ညီမအငယ်ဆုံးက3တန်းကျွန်တော်တို့မောင်နှမ3ယောက်ရှိတယ်ကျွန်တော်အောက်မှာအမင်းကလေး2ယောက်ဆိုတော့ကျွန်တော်တို့ကျောင်းတက်တဲ့အချိန်မှာအဖေကမနစ်အစောကြီးဈေးတွားအမေမရှိတဲ့အချိန်ကနေစပြီးတော့သူကအမှုတော်မြစ်ထဲမှာတပိုင်းဖျားเจ้าမှာပြီးရင်ကျွန်တော်တို့မထခင်သူဈေးတွားတယ်ဈေးကနေစားဖို့တောက်ဖို့တွေပြင်ဆင်တယ်တွားဝယ်တော့လူများတွေကတွေ့တယ်လေဟာငါတို့ရဲ့ဆရာဈေးတွားတာဘယ်သူမှမကြည့်ရဘူးအဖေကလည်းကျွန်တော်ထက်အရက်ရှည်ဆိုတော့ဘုံလို့ကမလွယ်ထောင်နဲ့အကုန်လုံးကတွေ့အားလုံးကမကြည့်ရဘူးအာရန်အာနာငါတို့ရဲ့ဆရာဈေးလာတယ်သူမိမမရှိဘူးဆိုတော့ဘယ်လောက်ခက်ခဲမလဲဒါတရက်မဟုတ်ဘူးနော်တပတ်မဟုတ်ဘူးတလမဟုတ်ဘူးနင်းနဲ့ချီနောက်ဆုံးကျွန်တော်တို့ရက်ကွက်မှာသူကတိတဲ့သူရမ်းများတော့ဈေးမတွားရဲပဲနဲ့ဟိုးဖက်ကျွန်တော်တို့ရက်ကွက်ကြော်တဲ့နေရာမှာတကယ့်ကိုပမာတွေပဲရှိတဲ့နေရာမှာသူကမနစ်4နိုင်ခွဲမှာဈေးတွားရတယ်ကျွန်တော်တို့တစ်ချက်ပြုတ်ပေးတယ်ကျွန်တော်ကြောင်းတက်တယ်အဲ့ဒီမှာသူ့မှာဝင်ထုတ်ဝင်ပိုးတွေမြောက်များစွာရှိတယ်ဒါပေမဲ့ဆက်ပြီးတော့သူကဆူတောင်းပေးတယ်ခက်တော့ခက်ခဲလိမ့်မယ်အခုမှကျွန်တော်နားလဲတယ်ကျွန်တော်အိမ်ထောင်ကြပြီးမှအဖေဘယ်လောက်ထိခက်ခဲမလဲဆိုတာကျွန်တော်ကောင်းကောင်းနားလဲသူ့ရဲ့အစင်ပြေချင်းမပြေချင်းတွေသူနဲ့တိုင်ပင်ဖို့တိုင်ပင်ဖက်ဆိုတာမရှိတော့ဘူးကျွန်တော်တို့ရဲ့ပျော်ချင်းမပျော်ချင်းအစင်ပြေချင်းမပြေချင်းဥမာကျွန်တော်ခုမြစ်ချင်းနားနေပြန်သွားတဲ့အခါမှာကျွန်တော်အမျိုးသမီးကိုပြောမယ်မြစ်ချင်းနားမှာ share ပဲအကောင်းဆုံးအစားအစာတွေစားရတယ်ငါကလေးမျိုးမှာနော်ဒီမြစ်ချင်းနားမလာခင်ညနေစာလုံးဝမစားတာမြစ်ချင်းနားမှာတော့ငါညမအိတ်မချင်းသူတို့ကြွေးတဲ့အတွက်ကြောင့်ငါစားလာခဲ့တယ်လို့ပြောတော့မှာဖြစ်အဲ့လိုကျွန်တော်အဖေကပြောတာပဲဖြစ်ဖြစ်မပြောတာပဲဖြစ်ဖြစ်သူပြောမဲ့ဇနီးတဲ့သူနားမှာမရှိဘူးကြားထဲမှာကျွန်တော်ကလည်းစာတမန်နကအကြီးအကျယ်ကျွန်တော်ကိုလာပြီးတော့ဖြစ်စီးတယ်ဒါပေမဲ့2009မှာကျွန်တော်အမေဆုံးတဲ့2010မှာယေရှုခရစ်တော်ကိုအပယ်လာမှာကျွန်တော်ယုံကြည်လက်ခံတဲ့အခါမှာကျွန်တော်ရဲ့အသွေးခေါ်တွေပြောင်းလာတယ်ကျွန်တော်ကြားချင်တဲ့အရာတွေပြောင်းလာတယ်ကျွန်တော်လှုပ်ချင်တဲ့အရာတွေပြောင်းလာတယ်ကျွန်တော်သွားချင်တဲ့အရာတွေပြောင်းလာတယ်ကျွန်တော်ချီးမွမ်းချင်တဲ့ပုံစံတွေပြောင်းလာတယ်ဖခင်ရဲ့ဂျေဇုတော်ကိုကျွန်တော်နားလည်လာတယ်ဖခင်ကကျွန်တော်ဟာဘယ်လောက်ပဲစုပ်ပြတ်တတ်နေပါစေကျွန်တော်ကိုသိချစ်တဲ့ဖခင်ပါလားကျွန်တော်ကိုသိချစ်တဲ့ဖခင်ဘာလို့လဲဆိုကျွန်တော်ဘဝမှာအမေနဲ့အမြဲတမ်းအနီးအကပ်ရှိတော့အမေမရှိတော့တဲ့အခါမှာအဖေနဲ့ကတော့အမှုတော်ဆောင်ဖြစ်တဲ့အတွက်ကြောင့်ဖေကအမြဲတမ်းစင်ပေါ်မှာတွေ့ရတယ်အမေနဲ့ပဲလုံးပန်းနာပုံများတော့လိုချင်တာတွေတောင်မှအဖေကိုမပြောရဲဘူးအဲ့ဒီအချိန်တွေမျိုးမှာငါမှအမေလည်းမရှိတော့ဘူးအားကိုးစရာငါမှငါကိုလှုပ်ပေးမဲ့ငါလိုချင်တဲ့ຢာတွေကိုဝယ်ပေးမဲ့ငါလိုချင်တဲ့ຢာတွေကိုလှုပ်ပေးမဲ့အမေမရှိတော့ဆိုတော့ငါလောကမှာအသက်မရှင်လဲကိစ္စမရှိဘူးဆိုပြီးကျွန်တော်နေချင်တိုင်းနေတယ်လှုပ်ချင်တာအကုန်လှုပ်တယ်စာတန်ကတော့လက်ခုပ်တီးတာပေါ့သူရမ်းပြောတာပေါ့ခုနကျွန်တော်ပြောတယ် generation alike အမှုတော်ဆောင်မဲ့သူများစာတန်ကတင့်ကိုပို့ပြီးတော့လူများတွေတဲ့4-5 ဆပို့ဖြစ်စေချင်တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီထဲကနေကျွန်တော်2010မှာယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါမှာစတင်ပြီးတော့ကျွန်တော်အမေရဲ့ဆုတောင်းချက်တွေခုနကျွန်တော်ပြောတယ်အဲ့ဒီအရာတွေတကယ်ပဲဖျားကနားညောင်းပြီးတော့ကျွန်တော်ပြောင်းလဲတဲ့အခါမှာဟာလေလုယာစာတန်နိုင်ငံစပြီးတော့ပြိုပြက်လာတာဖြစ်တယ်
ကျွန်တော်နင်းတဲ့နေရာတိုင်းမှာစာတန်နိုင်ငံပြိုကျတော့မှာဖြစ်တယ်ဟာလေလုယာပြိုလဲပြိုကျနေပြီဖြစ်တယ်ဟာလေလုယာဒီနေ့ခုနကျွန်တော်အမှုတော်ဆောင်ရဲ့သားသမီးတွေမတက်ခိုင်းတာအလကားမဟုတ်ဘူးတင်တို့နင်းတဲ့မြေကိုဖျားကကောင်းချီပေးမယ်တင်တို့နင်းတဲ့ခြေအဖြစ်စာတန်နိုင်ငံပြိုကျတော့မှာဖြစ်တယ်ဟေးအမှုတော်ဆောင်ဖို့ဆက်ကတဲ့လူငယ်များဒီချိန်ကကျွန်တော်တို့ရဲ့အချိန်ဖြစ်တယ်အမှုတော်ဆောင်သားသမီးများဒီချိန်ကကျွန်တော်တို့ရဲ့အချိန်ဖြစ်တယ်။ယေရမိကဲတော့ငါတငယ်ဖြစ်ပါတယ်ကိုတော့ကျွန်တော်ဒါမတတ်ဘူးဟာမလုပ်ဘူးမရဘူးမဟုတ်ဘူးလိုအပ်တဲ့အစွမ်းစားတယ်အခွင့်ဒါနာတွေ authority တွေအစွမ်းစားတွေဘုရားကဒီနေ့တဲ့အထဲမှာထည့်ထားပေးပြီးသားဖြစ်တယ်။သင်စပြောတဲ့အခါမှာအခြေအနေတွေပြောင်းလဲလိမ့်မယ်။သင်စချေလန်းလာတဲ့အခါမှာအခြေအနေတွေပြောင်းလဲလာလိမ့်မယ်။ Hallelujah Hallelujah Hey, hallelujah! Let go the canala oil and the piago chimamo. The tongue say, Ebelamajano Yeshu Credo, Yonchi Lectane Kama, Jansa John the Pope, Balu Jansa John the Chenlet. Nay, dine piane, Dwalachin, no Kabado charging. Piane be Dwalachin. Piaya Mieta Yan Kanzayan. Piaya Chichimita Kanzayan. Every chino chite payay a jump with no judging. Every payago with no chimwan chin, to nebe am nearer to sheeting. General Kalemu Masuta in the Kushi. Eddie Martin, the Yakulinga Katuapi, Baloles and Chimwan. Go Chino the Lauti Macon. Chino the Lauti Coco down Quimalona in the appeared the Miam Yasako or Quillo paid. Chinogo chip paid a pia. Eddie Payada Ketu Nabapia Lopiam, like oh, Chino Babe Lopia, Lopia. Chinoma Ba Swansama Mashibi me, Coron Nangandoma, the Doutaniama Chino Bawin Chinde. Dame Piagaro, Mingo Ngashima Swaga, Yuichetapi Tangata. Generation alike a mood of Sampuya to Mingo Yuichetapita. Hallelujah. Hallelujah. Dine Lungedi. Amuro Sauya Tatamiri Satamana Lane Chingani Lumyo Men Nepitang Yeshuna Mana Chinyare. Hallelujah. Hallelujah. Baba Swansama Shibujanoma. When I say John Piolo, Dametino said that on them. A Timachine don't nip here, said Tango. When I say Young Piolo, Erisari Piala Meji definition Takuro Yadide. Matade, Chande Yarimatiro. Arama, Chino, Natong, the Sepion Piro, Piaga. 2 years a moodom yet to a sapiro channel call a pay which an pay. The means as a boy, Chano. The Cape Young lady. A Kubechano chance of John to watch in there, look pure in the Nigi Chade Kama, Chano Pele Nigi Chade. Nata. Miss C. Gunning at this a long woman Yolinta. The Cape Piaga Mingo Young Lesebi. Naya suit down check the baby so be subway, Taminsa subway, Matapani, me Charlie to a suit down pay. Ba suit down pay less, Chano a pay down pay, Yakuti, Chano Nadema, Janino. Guro, Chano Tadi Tian Kenkaya. Pina Apia Soye, but to go to Naimamo. To Matobus or Chanotide. Now, 2 years, that 9 days, Swansa Lego Coronang and Dr. Coroton Pupiva. Chano Manende Nia, Chano Mayau Bude Nia, Daima, Chano Tagos, Coroton Pupiva. 2 year generation, the cool logo, Coro Amudo, Mia to a minute, Chano suit down Tare a time, Coro a tom pupi, Palo, Chano Pega, Eris, Taminsa, Sabuebo, Masut down baby, or me, pop on the tapania. Spay a suit down check the baby, or a coup, 2 mania, they the name it, Yam Yaswago Piaga, think by campaign up here. Dinedina Mashida Mi Pamia, Yonchi to Nico Mountamia. They suit down Chedeka, a Medan to go Pareno. They suit down Chedeka, they Tata Mipo Masata Manachino Tadayari, Pure Pian 9 at the go. Body up here. Hallelujah. Hallelujah. Sabirochano Chilan, the Chansa Tom de Pira Kama Piaga, the Simpi, the Sintuya, Amudo Mima Sueco Recama, the Nate D chain teacher of Pian Lechi Light Time Mapia, Jesu Doga Luelo, Chanoma Pama, what was Yamashiku. Jesu Dogo Taken Nale to Riga, Anying Manina. Anying Manina, Balule Tugo, Jesu Pude, a young count the Pia, Kaumia Chingo Piochenida, Eddie Piago Chimwan Chenida, Anying Lumiado. Chano Yane Lumia,
ချီးမွမ်းရင်လည်းကျွန်တော်ဒီမှာရှိတဲ့သူတွေအခုတော့ခုနကျွန်တော်ဆရာငယ်တို့ဆရာကွာပြီးတော့နဲ့ပြောတယ်ဒီတစ်ခါတော့ဆရာစင်ပူပါတော့ဆရာစင်ပူကတော့မင်းထက်ဘောကယ်တော်တော်လေးငါတို့နိုင်သွားပြီခဏနေဆရာမနုံတက်လာတော့ဆရာမနုံလည်းတကယ်ကိုဘုရားကအတန်အောင်တော့အခွင့်ကိုပေးတာဖြစ်တယ်အရင်ကမပြောရဲဘူးခုနသူပြောတယ်ဆိုတော့ကျွန်တော်တချို့ကပြောတယ်ဆရာကြီးကိုယ်တိုင်ကဆရာထန်းတောင်းကိုပြောလဲဆိုကျွန်တော်တင်းတော်ဆရာကြီးကဆရာထန်းတောင်းတဲ့မင်းတငယ်ချင်းကိုပြောပေးပါသူတချင်းဆိုအရင်အော်တယ်ငါတို့မခံနိုင်ဘူးတဲ့အခြားနေရာသွားလဲလို့ပဲကျွန်တော်ကမိုက်ကင်လဲလို့ပဲမိုက်မကင်လဲလို့ပဲကျွန်တော်တယောက်တည်းလဲအဲ့လိုပဲဘာလို့လဲအထဲမှာဂျေဇုပြုတ်တော်ဘုရားရဲ့ဂျေဇုပြုတ်ခြင်းတည်တဲ့အခါမှာအစွမ်းရှိသမျှနဲ့ကျွန်တော်ဘုရားကိုချီးမွမ်းခြင်းနဲ့အတန်ရှိသမျှနဲ့ချီးမွမ်းခြင်းနဲ့ဘာလို့လဲကျွန်တော်အတွက်သူ့ရဲ့အသက်ကိုမနှမျောပဲနဲ့အသွေးသွန်းလောင်းပေးတဲ့ယေရှုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းရှိသမျှအစွမ်းစားနဲ့ချီးမွမ်းခြင်းတာဖြစ်တယ် Hey hallelujah hallelujah အဲ့ဒီဂျေဇုတော်ကိုနားလည်တဲ့အခါမှာကျွန်တော်အငြိမ်မနေနိုင်တော့ကျွန်တော်ကိုအထဲကနေအငြိမ်မနေခိုင်းတဲ့လူတယောက်ရှိတယ်အဲ့ဒါကယေရှုဖြစ်တယ်ဟာလေလုယာဘာလို့လဲကျွန်တော်ကအရင်တော့အမှုတော်ဆောင်မဖြစ်ချင်ဘူးအမှုတော်ဆောင်သားသမီးတွေထဲမှာနေသားစုထဲမှာကြီးပြင်းရတာရှက်တယ်လုံးဝမဖြစ်ချင်ဘူးတုတ်တော်ညားလဲအဲ့ဒီလုံးဝမဖြစ်ချင်တဲ့အရာကိုအယံကိုဘုရားကပြောင်းပြန်လန်ပြီးတော့အခုကျွန်တော်ကိုအမှုတော်ဆောင် generation hallelujah ကျွန်တော်ရဲ့သားသမီးတွေလည်းဒါပဲဖြစ်လာမှာဖြစ်တယ် hallelujah စာတန်ဘယ်လောက်ပဲလှုပ်ကျွန်တော်ကအရင်တော့ကသူကဖြစ်စီခဲ့တယ်ဒီနေ့မှာကျွန်တော်ကသူ့ရဲ့နိုင်ငံတော်ကိုမောက်လံဖြိုချဖြစ်စီရတဲ့ခွင့်ကိုဘုရားကပေးထားတာဖြစ်တယ် hallelujah hey hallelujahဘေးမှာရှိတဲ့ချင်းကိုပြောပေါင်းဒီချိန်ဟာငါတို့ရဲ့ချိန်ဖြစ်တယ်တဲ့ချိန်ဖြစ်တယ် hallelujah hallelujah ဘုရားတကယ်ရဲ့ချစ်ချင်းမြတ်တာကျွန်တော်ခံစားလာရတဲ့အခါမှာအိုးကိုရောကျမ်းစာကြောင်းပြီးသွားတယ်တစ်ခုပြီးတစ်ခုဘုရားရှင်ပြည့်စင်ပေးတယ်ဘုရားရဲ့ချစ်ချင်းမြတ်တာမနှိမ့်ညဆိုကျွန်တော်အိတ်လို့မရဘူးဘုရားရဲ့မြတ်တာကိုစဉ်းစားကိုရောဘာလို့ကျွန်တော်ကိုဒီလောက်ထိကောင်းချီးပေးပြီးတော့ဒီလောက်ထိချီးမြှောက်တာလဲအဖော်ရငရဲကနေလွတ်ခွင့်ပေးတာတော်တော်လုံလောက်နေပြီလေတို့ပေမဲ့ကျွန်တော်တို့ဘုရားကအယမ်းချစ်တော်ကိစ္စတိုင်းအဝဝကိုတာဝန်ယူပေးတော်ဘုရားရှင်ဖြစ်တယ်စာဝတ်နေရအကုန်တာဝန်ယူပေးတော်ဘုရားအပြစ်လွတ်ယုံထောင်းတာရဲကနေလွတ်မြောက်ဖို့ပဲမဟုတ်ဘူးတင်းရဲ့မိသားစုကိစ္စတင်းရဲ့အနာဂတ်ကိစ္စတင်းရဲ့ပညာရေးတင်းရဲ့အိမ်ထောင်ရေးတင်းရဲ့မိသားစုကိုပါတာဝန်ယူပေးတဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒီယေရှုကိုရမှာတော့ဘာကြောင့်ဆရာရှိမှာလဲအဲ့ဒီယေရှုကကျွန်တော်တို့နဲ့အတူရှိနေပါတော့ဘာတွေညီးသွားဆရာရှိနေမှာလဲနေ့တိုင်းကျွန်တော်တို့ကလမ်းဆန်းခြင်းနေ့တိုင်းကောင်းချီးခံစားရမယ့်သူဖြစ်တယ်ဘယ်သူအဖြစ်လဲယေရှုခရစ်တော်အဖြစ်ဟာလေလုယာကျွန်တော်တို့ကနေလိုက်ဆိုပေါင်းနေ့တိုင်းယေရှုခရစ်တော်အဖြစ်ငါဒီခန္ဓာစိတ်ဝိညာဉ်မှာကောင်းချီးခံစားရမယ့်သူဖြစ်တယ်ကောင်းချီးခံစားရမယ့်သူဖြစ်တယ်ဟာလေလုယာတလားတကာမဟုတ်ဘူးတနစ်တကာမဟုတ်နေ့တိုင်းကောင်းချီးခံစားရမယ့်သူဟာတင်းနဲ့ကျွန်တော်ဖြစ်တယ်ဘယ်သူအဖြစ်လဲယေရှုခရစ်တော်အဖြစ်ဟာလေလုယာကိုတော့ကျွန်တော်ကိုသိချစ်တာပဲနော်အချိန်တိုင်းမှာကယူဆိုင်နေမြဲခါလီတောင်ကျွန်တော်ကိုစိတ်မပြေခဲ့ဘူးကိစ္စတိုင်းကိုတာဝန်ယူပေးကိုတော့ကျွန်တော်ကိုသိချင်တာပဲအချိန်တိုင်းမှာကယူဆိုင်နေမြဲခါလီတောင်ကျွန်တော်စိတ်မပြေခဲ့ဘူးနော်ကိစ္စတိုင်းကိုတာဝန်ယူပေးချစ်တယ်ဗျာချစ်တယ်ဗျာချစ်တယ်ဗျာခွေလို့တယ်ဗျာ
ငါတို့ဒီအပြစ်ရှိစင်ပင်ခရစ်တော်ဒီငါတို့ကိုချစ်တော်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဘုရားသခင်သည်အဘယ်မြတ်လောက်ငါတို့ကိုအဘယ်မြတ်လောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏ဒီနေ့တဲ့အပြစ်၌ရှိစင်ပင်လင်တင်ကိုချစ်တော်ဘုရားတန်ဖိုးထားတော်ဘုရားဘယ်လောက်ထိချစ်လဲကိစ္စတိုင်းကိုတာဝန်ယူပေးခြင်းတော်ဘုရားဖြစ်တယ်ဖခင်တွေကမိသားစုကိုချစ်တဲ့အတွက်ကြောင့်ကိစ္စတိုင်းကိုသားသမီးတွေရဲ့ဝေယဝဆကြောင်းအတွက်လိုအပ်တဲ့မြတ်ကိုမငြင်းညူဘဲနဲ့ဘာလို့မိသားစုတွေထမ်းဆောင်နေလဲဆိုသူ့ရဲ့မိသားစုကိုချစ်လို့တင်းကိုဘုရားခင်ကသိချစ်တယ်တကယ်ကိုတန်ဖိုးထားတဲ့ဘုရားဖြစ်တယ်တင်းရဲ့ကိစ္စတိုင်းကိုတာဝန်ရှုပေးနေတော့ဘုရားတာဝန်ရှုပေးအောင်ပဲဘုရားကိုတော့ကျွန်တော်ကိုအချိန်တိုင်းမှာယူဆိုင်နေလေခါလေးတော့ကျွန်တော်ကိုစိတ်မပြတ်ခဲ့ဘူးကိစ္စတိုင်းကိုတာဝန်ယူပေးတယ်နောက်ဆုံးလေးကျွန်တော်ပြောရင်းနဲ့အရင်ကကျွန်တော်အမှုတော်ဆောင်မိသားစုလုံးဝမဖြစ်ခြင်းဘူးအရန်ခက်ခဲခြင်းတွေဒါပေမဲ့ယေရှုခရစ်တော်နဲ့တွေ့ပြီးတဲ့အခါမှာကျွန်တော်ဘဝတစ်ခုလုံးကိုသူချိန်လုပ်ပေးလိုက်တယ်ကျွန်တော်တက်တာတဲမှာတခါမှမစင်စားဘူးတဲ့အရာတွေအကုန်လုံးပြာကပြင်ဆင်ပေးတယ်ကိစ္စတိုင်းကိုတကယ်တာဝန်ယူပေးတဲ့ဘုရားရှင်ဖြစ်တယ်အသေးစိတ်ကစားကယူဆိုင်လွန်တော်ဘုရားဖြစ်တယ်ဘာလို့လဲဆိုသူဟာကျွန်တော်တို့ရဲ့ပိုင်ရှင်ဖြစ်တယ်အပြစ်စီးမခံဘူးကျွန်တော်တို့ကိုဒီနေ့ဒီညမှာရှိတဲ့အထူးသဖြင့်အမှုတော်ဆောင်သားသမီးတွေကျွန်တော်အားပေးခြင်းနဲ့တင်တို့ကိုဘုရားက generation alike အမှုတော်ဆောင်ဖို့ရတဲ့ရွေးချယ်ထားသောမျိုးဆက်တွေဖြစ်တယ် hallelujah ဒီကိုသိချစ်တော်ဘုရားရှင်ဖြစ်တယ်မိခင်တွေဖခင်တွေဒီနေ့တင်သားသမီးတို့ဆုတောင်းပေးနေတော်သူများစိတ်ဓာတ်မကြနဲ့မကြခင်မှာတင်ရဲ့သားသမီးဟာပြောင်းလဲလာမယ်အမှုတော်မြတ်ထဲမှာတင်မြင်တွေ့ရတော့မယ်ဘုရားနိုင်ငံတော်ကိုကျေပြတ်စေတဲ့မိသားစုတွေဖြစ်လာတော့မယ် hallelujah hallelujah they chit the pia they chit the pia made all day do they chit oh they chit pia digo they chit no pia they chit pia ke quello te pia digo quello no pia tambo tha no pia they chit pia they chit pia they chit pia Malone night mango titi chine tu amudo mieto e secondo generation e più ne hey down chi bene pia try that man
Say shit up ya. Nature up ya. Nature up ya. Nature up ya. Oh. Awe, ma awe ra. Taura ya ke. Chitoni ko maunama. Amudo sampu second ni do tumya. အထူးသဖြင့်ဒီနေ့ကျွန်တော်အမှုတော်ဆောင်ရသားသမီးတွေတင်မထိုက်တန်ဘူးတင်မတော်ဘူးတင်မဆုံလင်ဘူးဆိုတဲ့အသွေးခေါ်တွေကစာတန်စီကနေလာတာဖြစ်တယ်တင်ကိုဒီနေ့မတော်ဘူးဆိုတာတီးတီးကြီးနဲ့သူအမှုတော်မြတ်အတွက်တည်းရဲ့နှုတ်ရှာပါဇက်ကိုအသုံးပြုဖို့ဘုရားခင်ရွေးချယ်ထားတဲ့ generation ကကျွန်တော်တို့ဖြစ်တယ်မတန်နိုင်မှန်းမလုံနိုင်မှန်းမဆုံးလင်မန်းကိုတီးတီးကြီးနဲ့ရွေးချယ်တော်ဘုရားရွေးကောက်တော်ဘုရားဆုံးလင်စေတော်ဘုရားကောင်းချီးပေးတော်ဘုရားသူအမှုတော်မြတ်အတွက်အသုံးပြုတော်ဘုရားသူရဲ့ဂျေဇုတော်ဟာဒီအပေါ်မှာအမြဲတမ်းပို့ရှက်နေတာဖြစ်တယ်ဘုရားခင်တင်ကိုတိတ်ချစ်တယ်ဘုရားခင်တင်ကိုတိတ်ချစ်တယ်တဲ့အားဖြင့်ကျွန်တော်တိုင်နိုင်ငံပြောင်းလဲတော့မှာဖြစ်ပါတယ်စာဝင်ခံပါစာချေလလန်းပါစာကြွေးကြောပါများများဆက်ချီးမွမ်းပါကျွန်တော်တို့ဟာမြန်မာပြည်ရဲ့နောက်ဆုံးသောရိတ်သိမ်းခြင်းတွေမှာဥဆောင်မဲ့ generation တွေဖြစ်တယ် generation တွေဖြစ်တယ်အာရပါရလက်ခုပ်တီးလက်ပြကိုချီးမွမ်းပါ